မယ်ပေါ့အဝယ်စင်းသွင်းမယ်ဆိုကျွန်တော်ပါချေရပ်ထဲကိုသွားမယ်နှစ်ယူခေါ်လိုက်မယ်ကျွန်တော်ဝယ်ရတဲ့ဘန်နာပေါ့နော်ဝယ်ဘဒုစရနဲ့ဝယ်ရမှာလဲပေါ့စားသေးတယ်ပေါ့နော်โอเคပြီးတော့ဒီမှာတော့ MMK ပဲထားမယ်ပြီးတော့ကျွန်တော်ဝယ်မယ် product ပေါ့နော်လောဆယ်ကျွန်တော်ခုနက tag ဆိုတဲ့ product ကိုဝယ်မယ်အဲ့တော့ကျွန်တော်အခုဘယ်လောက်ဝယ်မှာလဲဆိုတော့ maybe ထားပါတော့နော်အခု1000ဝယ်မယ်ပေါ့ဒီလိုပုံစံထွက်လိုက်မယ်အဲ့တော့ unit price ကထားပါတစ်ခုကိုကျွန်တော်က9000နဲ့ဝယ်မယ်နော်ဒီလိုပုံစံထွက်လိုက်မယ်ဟုတ်ပြီဒါတော့350ပို့အဲ့ဒါဆိုရင်ကျွန်တော်စေလိုက်မယ်ဒါပထမဆုံးဒါဘာလဲဆိုတော့ quotation အဆင့်ပေါ့နော်ဒီချိန်မှာကြိုက်တာမှားလို့ရတယ်ကြိုက်တာတွန်ပြီးချိန်လို့ရတယ်ပြီးတော့မှကျွန်တော်တေချာပြီးကျွန်တော်ဘာလုပ်မလဲ confirm order ဆိုတဲ့ cloud ကိုနှိပ်လိုက်ရင်ဒါဒုတိယအဆင့် purchase order ဆိုတဲ့အဆင့်ကိုရောက်သွားလိမ့်မယ်ဟုတ်ပြီ purchase order အဆင့်ရောက်သွားပြီပြီးတော့မှအဲ့ဒါကိုကျွန်တော်ကုန်နေလက်ခံမယ် receipt ဆိုတဲ့ဟာလေးကိုနှိပ်မယ် validate ဆိုတဲ့ cloud လေးကိုနှိပ်လိုက်မယ်ဒါဆိုကျွန်တော်ကုန်နေလက်ခံလို့ပြီးသွားလိမ့်မယ်အဲ့ဆိုကျွန်တော် cloud နှိပ်လာတာအဆင့်3ဆင့်ထိရှိသွားပြီပေါ့နော်3ဆင့်ထိရှိသွားပြီနောက်တစ်ခုကကျွန်တော်ဒီကောင်းကိုဘေးဖွင့်မယ်ပေါ့နော်အကောင့်ဒီဘက်ကနေဒါ payable for ခေါ်တာပေါ့အဲ့ဒါဆိုကျွန်တော် purchase order ကိုသွားလိုက်မယ်ဒီမှာတော့ waiting bay ဆိုတဲ့ဟာလေးပေါ်နေလိမ့်မယ်နော်အဲ့တော့အဲ့အဆောင်လေးကို select မှတ်လိုက် create bay ဆိုတာလေးကိုနှိပ်လိုက်ပေါ့နှိပ်ပြီးတော့မှကျွန်တော်ဒီမှာဒီဘာတော့ကိုဘေဒိတ်လေးပေါ့နော်ဘေဒိတ်လေးထည့်ပြီး confirm ဆိုတာနှိပ်လိုက်လို့ရှိရင်ဒါကျွန်တော်ငွေချေဒါပေးလေးပဲဖော်တာပေါ့နော်ပေးရန်ရှိတာဖော်လို့ပြီးသွားလိမ့်မယ်ဟုတ်ပြီ follow ပြီးသွားပြီဆိုတော့ကျွန်တော်ငွေချေမယ်ဆိုရင်ကျွန်တော်ဒီ pay ဆိုတဲ့ cloud ကိုနှိပ်မှာမချေဘူးဆိုကျွန်တော်ဒီတိုင်းပဲထားတော့မှာပေါ့နော်ဒါကျွန်တော်အကျွေးအနေနဲ့ထားမှာအဲ့တော့ငွေချေပြီဆိုရင်ကျွန်တော် pay ဆိုတာလေးကိုနှိပ်လိုက်မယ်ကျွန်တော်ဘယ်ငွေစင်းနဲ့ချေမှာလဲကျွန်တော်ဒီမှာငွေစင်းတွေငါးရှိလိမ့်မယ်ပေါ့နော်ပြီးတော့မှကျွန်တော်က create ဆိုတာကိုနှိပ်လိုက်ရင်သူကပိတ်ဆိုပြီးတော့ဒါကျွန်တော်အကျွေးစင်းလေးပိတ်သွားလိမ့်မယ်ပါချေကတော့အဲ့လိုပုံစံနဲ့သွားတယ်ပေါ့နော်ကျွန်တော်တို့ဒီပါချေစင်းသွင်းလိုက်ပြီဆိုတာနဲ့ကျွန်တော်ရဲ့ဒီ inventory မှာနော် inventory reporting နဲ့ကဒီ store မှာဒါဆိုရင်ခုနကကျွန်တော်ဝယ်လိုက်တဲ့ test product ပေါ့နော် quantity 1010ခုထွက်သွားပြီနော်ကျွန်တော်ခုန open တင်ခဲ့တာ1000အခုဒါ sorry open တင်ခဲ့တာ10ခုပေါ့အခုဝယ်လိုက်တာ1000ပေါ့နော်အဲကြောင့်1010ခုထွက်သွားလိမ့်မယ်နော်ဒီလိုပုံစံထွက်လိမ့်မယ်